ပီးမီးယားလိဂ်ပွဲစဉ်35အပြီးမှာကတော့အာဆင်နယ်အသင်းအနေနဲ့ပီးမီးယားလိဂ်ဖလားရရှိဖို့အတွက်အခြေအနေကတော်တော်လေးကောင်းနေခဲ့ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ပီးမီးယားလိဂ်ပွဲစဉ်33မှာဆိုရင်အာဆင်နယ်အသင်းနဲ့မန်စီးတီးအသင်းပွဲစဉ်မှာမန်စီးတီးအသင်းရဲ့ကွင်းမှာအာဆင်နယ်အသင်းကို2-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်မန်စီးတီးအသင်းနဲ့အာဆင်နယ်အသင်းတို့ကအပြိုင်ဆိုင်ပီးမီးယားလိဂ်ဖလားလုပွဲမှာရှိနေခဲ့တာဖြစ်ပါတယ်။ဒီနှစ်သင်းဟာဆိုရင်လက်ကျန်9ပွဲမှာလုံးဝကိုရှုံးလို့မရဘဲနဲ့ဂိုးပြတ်နိုင်ပွဲတွေဖော်ဆောင်ပြီးတော့ဂိုးကွာခြားချက်အသာနဲ့အသာစီးရယူတဲ့အသင်းဟာဖလားရရှိမယ်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်ခဲ့ပါတယ်။အဲ့ဒီချိန်တော့ဆိုလို့ရှိရင်တော့မန်စီးတီးအသင်းကဂိုးကွာခြားချက်အသာစီးရယူထားခဲ့တာဖြစ်တဲ့အတွက်မန်စီးတီးအသင်းကအဆင့်1မှာရပ်တည်နေပြီးအာဆင်နယ်အသင်းဟာဆိုရင်အဆင့်2ကိုရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့ဂျာယက်မှာကန်ခဲ့တဲ့ပွဲစဉ်တွေနဲ့အာဆင်နယ်အသင်းဟာဆိုရင်လုံးဝအမှားမခံတော့ဘဲနဲ့ပရီးမီးယားလိဂ်ပွဲစဉ်34မှာနယူကာဆယ်အသင်းကို1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်35မှာဆိုရင်ခက်ခဲတဲ့လန်ဒန်ဒါဘီဖြစ်တဲ့ဖူဟန်အသင်းရဲ့ပွဲစဉ်မှာ3-0ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပဲအာဆင်နယ်အသင်းအနေနဲ့သူတို့လှုပ်ရှားရှိတဲ့အလုပ်ကိုလှုပ်ဆောင်သွားခဲ့ပြီးတော့မန်စီးတီးအသင်းထက်2ပွဲပိုကစားပြီးတော့သူတို့အနေနဲ့6မှတ်အကွာကနေပြီးတော့အဆင့်1မှာရပ်တည်နေခဲ့တာဖြစ်ပါတယ်။ဂိုးခွာခြားချက်အသာစီးရယူပြီးတော့အာဆင်နယ်အသင်းအနေနဲ့အမှတ်ပေးစရာထိပ်ကိုပြန်လည်တက်လှမ်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မန်စီးတီးအသင်းအနေနဲ့ပြီးခဲ့တဲ့အေဗာတန်အသင်းနဲ့ပွဲစဉ်မှာသူတို့ကလုံးဝအမှားခံလို့မရတဲ့အခြေအနေကနေပြီးတော့အေဗာတန်အသင်းရဲ့ကွင်းမှာ3-3နဲ့တည်ကြခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ကလည်းမန်စီးတီးအသင်းတော့ကတော့တကယ်ကိုကံကောင်းလို့တည်တမတ်ရရှိခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။ပထမပိုင်းမှာဆိုလို့ရှိရင်မန်စီးတီးအသင်းကအေဗာတန်အသင်းကိုလုံးဝအခွင့်အရေးမပေးဘဲနဲ့တောက်လျှောက်ဖိအားပေးတယ်ဒါပေမဲ့အပိုင်ခွင့်ရေးတွေဖြုံးတီးပစ်ခဲ့တဲ့အခြေအနေမျိုးတွေနဲ့တိုက်စစ်မှုတွေရဲ့အဆုံးသက်မတည်ကြတာတွေကြောင့်ပထမပိုင်းမှာ1-0ဆိုတဲ့ရလဒ်နဲ့မန်စီးတီးအသင်းကအဝေးကွင်းမှာသူတို့အနေနဲ့ဥဆောင်ခဲ့တယ်ဒါပေမဲ့ဒုတိယပိုင်းမှာဆိုလို့ရှိရင်အေဗာတန်အသင်းရဲ့သွင်းဂိုး3ဂိုးကိုခွင့်ပြုပေးခဲ့ရပြီးတော့အေဗာတန်အသင်းက3-1ဆိုတဲ့ရလဒ်နဲ့ပြန်လည်ဥဆောင်ခဲ့တာဖြစ်ပါတယ်မန်စီးတီးအသင်းရဲ့နောက်တန်းကစားသမားတွေရဲ့ပေါ်ရော့တဲ့အမှားကနေပြီးတော့အေဗာတန်အသင်းက3-1ဆိုတဲ့ရလဒ်နဲ့ပြန်လည်ဥဆောင်ခဲ့တယ်အဲဒီနောက်မှာမန်စီးတီးအသင်းအနေနဲ့နောက်ကလိုက်ကစားပြီးတော့ဟာလန်ရဲ့သွင်းကိုနောက်ဒီဒုတိယပိုင်းပြီးကန်နီးမှာနာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာသွင်းသွားတဲ့ဒိုကူရဲ့သွင်းဂိုးတွေကြောင့်သာမန်စီးတီးအသင်းအနေနဲ့အေဗာတန်အသင်းရဲ့ကွင်းမှာတရေတမတ်ကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့လိုမဟုတ်ဘူးဆိုရင်မန်စီးတီးအသင်းကအဲ့ဒီပွဲစဉ်မှာရှုံးအောင်ရှုံးသွားနိုင်ပါသေးတယ်။အဲ့တော့မန်စီးတီးအသင်းအနေနဲ့အေဗာတန်အသင်းရဲ့ပွဲစဉ်မှာလုံးဝအမှားခံလို့မရတဲ့အခြေအနေကနေပြီးတော့သူတို့က3-3ဆိုတဲ့တရေရလက်ဖော်ဆောင်သွားတာဖြစ်တဲ့အတွက်လက်ရှိမှာဆိုရင်မန်စီးတီးအသင်းက34ပွဲကစားပြီးတော့ရမှတ်82မှတ်သာရရှိထားတာဖြစ်ပါတယ်။အာဆင်နယ်အသင်းအနေနဲ့ကတော့လက်ရှိမှာ35ပွဲကစားပြီးတော့86မှတ်ရရှိထားတာဖြစ်တဲ့အတွက်မန်စီးတီးအသင်းထက်တပွဲပိုကစားပြီးတော့ရမှတ်က9မှတ်အကွာကိုရောက်ရှိနေတာဖြစ်ပါတယ်။9မှတ်အသာစီးရောက်ထားတာဖြစ်တဲ့အတွက်အာဆင်နယ်အသင်းအနေနဲ့ကိုယ့်ရဲ့လက်ထဲမှာချန်ပီယံဆုရဲ့အခွင့်အရေးကအပိုင်အနိုင်စုပ်ကိုင်ထားခဲ့ပြီးဖြစ်ပါတယ်။ကိုပိုင်ကိုကိုယ့်ရဲ့ကံကြမ္မာကိုပြန်လည်ဖန်တီးခွင့်ရရှိခဲ့ပြီးဖြစ်ပါတယ်။အာဆင်နယ်အသင်းအနေနဲ့ဒီနေ့ဘောလုံးရာသီမှာဆိုရင်သူတို့အနေနဲ့ပရီးမီးယားလိဂ်လမ်းကြောင်းပရီးမီးယားလိဂ်ဖလားလမ်းကြောင်းမှာဆိုရင်အဆင့်1မှာအချိန်ကာလအကြာကြီးပဲရပ်တည်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ဒီမှာဆိုရင်သူ့ရဲ့အောက်မှာရှိနေတဲ့မန်စီးတီးအသင်းလီဗာပူးအသင်းအက်စတွန်ဗီလာအသင်းတွေဟာဆိုလို့ရှိရင်ရှုံးလိုက်နိုင်လိုက်တည်ကြလိုက်နေပဲလုံးလေချလဲလိုက်ပြီးတော့အထူးသဖြင့်အဓိကပြိုင်ဘက်ဖြစ်တဲ့လီဗာပူးအသင်းနဲ့ဒီမန်စီးတီးအသင်းဟာဆိုလို့ရှိရင်ရာသီကွက်ပဝင်းကျင်လောက်မှာချီချော်မှုတွေတောက်လျှောက်ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။လီဗာပူးအသင်းဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်ကချန်ပီယံဖလားကိုရရှိခဲ့တယ်ဆိုပေမဲ့ဒီနှစ်မှာဆိုရင်တော့ဒီကစားသမားဖြည့်တင်းမှုအမှားတွေကစားသမားရောင်းထုတ်မှုအမှားတွေနီးပြရဲ့စီမံခန့်ခွဲမှုတချို့လိုအပ်ချက်တွေကြောင့်လီဗာပူးအသင်းအနေနဲ့ပြိုင်ပွဲတော်တော်များများမှာဒီရလက်တွေတော်တော်လေးချီနီဆိုးခဲ့တာဖြစ်ပါတယ်ပရီးမီးယားလိဂ်မှာဆိုလို့ရှိရင်လည်း35ပွဲကစားပြီးတော့သူတို့အနေနဲ့9ပွဲတည်ကြတယ်17ပွဲတောင်ရှုံးနှိမ်ထားတာဖြစ်ပါတယ်ဒီလိုနေထားတဲ့ရလက်တွေကတော်တော်လေးချီနီဆိုးခဲ့တာဖြစ်ပါတယ်အဲ့လိုနေထားကြောင်းအာဆင်နယ်အသင်းရဲ့အဓိကပြိုင်ဘက်ကမန်စီးတီးအသင်းတသင်းနဲ့သာရှိပါတော့တယ်အဲ့လိုနေထားမှာမန်စီးတီးအသင်းကလည်းဘောလုံးရာသီတစ်ဝက်လောက်မှာဆိုလို့ရှိရင်သူတို့အနေနဲ့တည်ကြတဲ့ပွဲစဉ်တွေရှုံးနေခဲ့တဲ့ပွဲစဉ်တွေနဲ့လုံးလဲချလဲလိုက်ပြီးတော့ဘောလုံးရာသီတစ်ဝက်မှာဆိုရင်လူအင်အားဖြစ်တင်းမှုတချို့ကိုလှုပ်ဆောင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာမန်စီးတီးအသင်းအနေနဲ့အမှတ်ပေးဖလားလမ်းကြောင်းပေါ်မှာပြန်လည်ပြီးတော့ရောက်ရှိလာပြီးတော့အာဆင်နယ်အသင်းနဲ့တူတင်ကိုတင်အပြိုင်ကျဲတဲ့အခြေအနေပြန်လည်ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအခြေအနေမှာပွဲစဉ်33မှာအာဆင်နယ်အသင်းအနေနဲ့မန်စီးတီးအသင်းရဲ့ကွင်းမှာသွားရောက်ရှင်ပြိုင်တဲ့ပွဲစဉ်မှာတရေကန်ရင်အခြေအနေကောင်းမဲ့အခြေအနေကနေပြီးတော့မန်စီးတီးအသင်းကိုရှုံးနေခဲ့ပါတယ်။ဒီလိုအနေထားကပဲမန်စီးတီးအသင်းကိုခွင့်ရေးပြန်ပေးသလိုဖြစ်ပြီးတော့မန်စီးတီးအသင်းရဲ့ရ
ဒီနေ့ဘောလုံးရာသီတိုက်စစ်ကောင်းတာကြောင့်ဂိုးကွာခြားချက်တွေကလည်းမန်စီးတီးအသင်းကအသာစီးရရှိသွားပြီးတော့အာဆင်နယ်အသင်းကအဆင့်1နေရာကနေပြီးတော့ခဏတာဖယ်ရှားပေးလိုက်ရပါတယ်ဒါပေမဲ့အာဆင်နယ်အသင်းအနေနဲ့ချန်ပီယံလိပွဲစဉ်ဒီကန်နေရတယ်ဆိုပေမဲ့လည်းသူတို့အနေနဲ့ပရီးမီးယားလိဖလားအတွက်ကိုလည်းအဓိကအားစိုက်နေပြီးတော့မန်စီးတီးအသင်းကိုရှုံးနိမ့်ခဲ့ပြီးကန်ခဲ့တဲ့ပွဲစဉ်2ပွဲဖြစ်တဲ့နယူကာဆယ်ဖူလန်အသင်းနဲ့ပွဲစဉ်တွေမှာတောင်းလျှောက်ကိုအနိုင်ရရှိခဲ့တယ်။အဲဒီနောက်မှာမန်စီးတီးအသင်းအနေနဲ့ကလည်းဒီပွဲရော့အနေထားမှာအေဗာတန်အသင်းနဲ့ပွဲစဉ်မှာရမှတ်ရော့ခဲ့တာဖြစ်တဲ့အတွက်သူတို့အနေနဲ့လက်ကျန်ပေါ့နော်၄ပွဲကျန်တယ်အာဆင်နယ်အသင်းကလက်ကျန်3ပွဲကျန်တယ်ဒါပေမဲ့မန်စီးတီးအသင်းကလက်ရှိမှာအာဆင်နယ်အသင်းထက်တပွဲရော့ပြီးကန်ခဲ့တယ်ဆိုရင်5မှတ်กว่าအနေထားဖြစ်တဲ့အတွက်လက်ရှိမှာအခြေအနေကတော့ဒီအာဆင်နယ်အသင်းရဲ့လက်ထဲမှာချန်ပီယံဖလားရဲ့အခွင့်အရေးကရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်အာဆင်နယ်အသင်းအနေနဲ့ပေါ့နော်ဒီဖူလန်အသင်းနဲ့ပွဲစဉ်ပြီးသွားတဲ့အခါမှာသူတို့အနေနဲ့ပရီးမီးယားလိပွဲစဉ်ဖြစ်ဝက်ဆန်အသင်းနဲ့ကန်ရမှာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်တပွဲကတော့အာယုံစိုက်ရမယ်ဘာကြောင့်လဲဆိုတော့ဝက်ဆန်အသင်းကလက်ရှိမှာဆိုလို့ရှိရင်ပရီးမီးယားလိအမှတ်ပေးစရာအဆင့်18တန်းစင်းစုံထဲမှာရောက်ရှိနေတာဖြစ်ပါတယ်အဲ့ဒီအခြေအနေကတော့အာဆင်နယ်အသင်းအတွက်နည်းနည်းလေးတော့စိုးရိမ်စရာတော့ကောင်းပါတယ်ဝက်ဆန်အသင်းကဆိုလို့ရှိရင်ဒီပရီးမီးယားလိကနေပြီးတော့တန်းမစင်းအောင်ပေါ့သူ့ရဲ့အထက်မှာစပါးအသင်းနဲ့တမတ်အကွာဆိုတဲ့အခြေအနေမျိုးကြောင့်ဝက်ဆန်အသင်းရဲ့ယုံအားကိုတော့အာဆင်နယ်အသင်းနဲ့သတိထားရမှာဖြစ်ပါတယ်ဒါပြင်ဂျားထဲမှာဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းကချန်ပီယံလိပြိုင်ပွဲဖြစ်အက်တလီကိုမက်ဒရစ်အသင်းကိုအင်ကွင်းမှာလက်ခံကစားမှာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ကလည်းအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့အဝေးကွင်းပွဲစဉ်မှာအာဆင်နယ်အသင်းအနေနဲ့အက်တလီကိုမက်ဒရစ်အသင်းကို1-1ဆိုတဲ့ရလဒ်နဲ့တည်ရကန်ထားတယ်အင်ကွင်းမှာအက်တလီကိုမက်ဒရစ်အသင်းကိုအနိုင်ခံပြီးနောက်တစ်ဆင့်ဖိုင်နယ်ကိုတက်ဖို့အတွက်သူတို့ကအဓိကကြိုးစားရမှာအဲ့ဒါပြီးသွားရင်ဝက်ဆန်အသင်းနဲ့အဝေးကွင်းပွဲစဉ်ပရီးမီးယားလိပွဲစဉ်ကိုရှင်ပြိုင်ရမှာဖြစ်တယ်ပေါ့ဗျာအဲ့လိုအနေထားကြောင့်သူတို့အနေနဲ့အဲ့ဒီပွဲစဉ်ကတော့နည်းနည်းတော့ခက်ခဲမယ်နှစ်ပွဲလုံးပေါ့ပြောမယ်ဆိုရင်အနီးဆက်ဆုံးဖြစ်တဲ့အက်တလီကိုမက်ဒရစ်အသင်းနဲ့ပွဲစဉ်ရဲ့နောက်ဒီဝက်ဆန်အသင်းနဲ့ပွဲစဉ်ရဲ့နှစ်ပွဲလုံးကတော့ပြိုင်ပွဲအတွက်အရန်ကိုအရေးကြီးတဲ့ဖလားနှလုံးလမ်းကြောင်းကအရေးကြီးတဲ့ပွဲစဉ်တွေဖြစ်တယ်ဒီနှစ်ပွဲလုံးကိုအနိုင်ရမှဖြစ်မယ်အက်တလီကိုမက်ဒရစ်အသင်းကိုလည်းအင်ကွင်းမှာအနိုင်ရအောင်ကန်ရမှာဖြစ်သလိုဝက်ဆန်အသင်းနဲ့ပွဲစဉ်မှာလည်းခက်ခဲမဲ့ပွဲစဉ်တော့မှန်တယ်ဒါပေမဲ့1-0လောက်နဲ့ပဲဖြစ်ဖြစ်ကပ်ပြီးနိုင်သွားလဲပြဿနာမရှိဘူးအဓိကကတော့နိုင်ဖို့လိုအပ်ပါတယ်အဲ့တော့လက်ကျန်3ပွဲလုံးကိုအာဆင်နယ်အသင်းအနေနဲ့ပရီးမီးယားလိဖလားရရှိဖို့အတွက်ဆိုလို့ရှိရင်တော့အနိုင်ခံမှကိုရမယ်ဘာကြောင့်လဲဆိုတော့သူတို့ကတည်ရကြသွားခဲ့မယ်ဆိုလို့ရှိရင်မန်စီးတီးအသင်းကိုခွင့်ရေးပေးသလိုဖြစ်သွားနိုင်တယ်မန်စီးတီးအသင်းကတော့၄ပွဲတော့ကြံသေးတယ်ပေါ့ဗျာเนาะအဲ့ဒီ၄ပွဲလုံးမှာလည်းမန်စီးတီးအသင်းကချီမချုံဘူးလို့လည်းပြောလို့တော့မရဘူးဗျမန်စီးတီးအသင်းကလည်းဒီနေ့ဘောလုံးရာသီမှာဆိုလို့ရှိရင်တချို့ပွဲစဉ်မှာလုံးဝကိုတေချာတယ်လုံးဝအနိုင်ရမယ်လို့မှန်းထားပေမဲ့ချို့ပွဲစဉ်မှာဆိုလို့ရှိရင်ချီချော်တဲ့အခြေအနေမျိုးတွေရှိတတ်တယ်အဲ့တော့မန်စီးတီးအသင်းရဲ့လက်ကျန်၄ပွဲမှာဆိုရင် Bradford အသင်းနဲ့ပွဲစဉ်ရှိမယ်ပြီးတော့ Crystal Palace အသင်းနဲ့ပွဲစဉ်ရှိမယ်အဲ့ဒီပွဲစဉ်2ပွဲကအိမ်ကွင်းမှာကန်ရမှာဖြစ်ပါတယ်နောက်ပွဲစဉ်မှာဆိုလို့ရှိရင်တော့သူတို့က Bournemouth အသင်းကိုဝေးကွင်းမှာသွားကန်ရမယ်အဲ့ဒီပွဲစဉ်ကတော်တော်လေးခက်ခဲမဲ့အခြေအနေမျိုးဘာကြောင့်လဲဆိုတော့ Bournemouth အသင်းက Man City အသင်းကိုလည်းဒုက္ခပေးနေသလိုအသင်းကြီးတွေကိုဒုက္ခပေးလေးရှိတယ်ဒါပြင်နောက်ဆုံးပွဲစဉ်က Aston Villa အသင်းနဲ့ပွဲစဉ်ပေါ့ဗျာနော်ဒါက Man City အသင်းအနေနဲ့ကန်ရမယ့်ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့အဲ့ဒီ၄ပွဲလုံးကလည်း Man City အသင်းမမှားဘူးလို့ပြောလို့မရဘူးအဲ့တော့လက်ရှိမှာဆိုရင်ပရီးမီးယားလိပွဲစဉ်35ပြီးဆုံးသွားတဲ့အချိန်မှာပရီးမီးယားလိဖလားရဲ့လာယာလန်းချောင်းချိန်ခွင်ရှာဟာဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းဘက်ကိုတော်တော်လေးရင်းရိုင်သွားပြီလို့ပြောလို့ရတယ်လက်ရှိအခြေအနေအရအာဆင်နယ်အသင်းအနေနဲ့ဂိုးကွာခြားချက်မှာလည်း42ဂိုးတောင်ရှိတယ်မန်စီးတီးအသင်းက38ဂိုးပဲရှိတယ်ဒီလိုနေထားကြောင့်ဂိုးကွာခြားချက်ကိုခဏဖယ်လိုက်အောင်တကယ်လို့လက်ကျန်ပွဲမှာမန်စီးတီးအသင်းကအနိုင်ရရှိခဲ့တယ်ဆိုရင်တောင်မှသူတို့အနေနဲ့ဒီပေါ့နော်ရမှတ်ကွာခြားချက်ကကွာနေအောင်မှာဖြစ်ပါတယ်အဲ့တော့တကယ်လို့လက်ကျန်ပွဲစဉ်မှာအနိုင်ရရှိရင်တော့မှ84မှတ်ပဲရအောင်ပါအာဆင်နယ်အသင်းနဲ့2မှတ်ကွာအနေထားပဲရှိနေအောင်ပါဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင်တော့ပရီးမီးယားလိအမှတ်ပေးဖလားကတော့ဒီအာဆင်နယ်အသင်းအတွက်ကတော့လက်တကမ်းအလိုမှာရောက်ရှိနေတာဖြစ်ပြီးတော့အာဆင်နယ်အသင်းအနေနဲ့ကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့အခွင့်အရေးကိုလုံးဝမှားယွင်းလုံးဝခံလို့မရတဲ့အခြေအနေဖြစ်ပြီးတော့အာဆင်နယ်အသင်းအနေနဲ့အမိရဆုပ်ကိုင်မှုတော့လိုအပ်နေပြီဖြစ်ပါတယ်